နေ့ရဲ့အေးမြတဲ့ဆောင်းဦးညသညရန်ကုန်မြေကမ်းနားမှာစစ်တီတော်ထောင်ပေါင်းများစွာရဲ့လက်နက်တံတွေမြင်းဟီးတံတွေနဲ့စူညံနေခဲ့ပါတယ်။လေးလောခတ်တံတွေကြားမှာရဲရဲပြက်လက်တဲ့မျက်လုံးစုံတဲ့ပုဂ္ဂိုလ်တူကတော့ကမ်းခြေမှာရက်ပြီးအရှိဘက်ရက်ကိုစိုက်ကြည့်နေခဲ့ပါတယ်။သူကတော့ကုန်းမောင်မင်းဆက်ကိုတီထောင်သူလောင်မင်းတရားကြီးဦးအောင်စီရပါပဲ။ငါရဲ့ကုန်တယ်တွေကိုလည်းနှိမ့်ဆက်တယ်။ငါရန်တွေကိုလည်းခိုလုံခွေပေးတယ်။အယုဒ္ဓယဟာငါရဲ့တီးခံမှုကိုစမ်းသပ်နေပြီလို့မင်းတရားကြီးကမိန့်တော်မူလိုက်ပါတယ်။တကယ်တော့ယုဒ္ဓယနဲ့စစ်ဖြစ်ရတာဟာနေမြေလူတာထက်ဂုံတိတ်ခါနဲ့ချုပ်ချအာဏာအတွက်ဖြစ်ပါတယ်။တဝဲနဲ့မြစ်ဘက်မှာမြန်မာတင်မောတွေကိုယုဒ္ဓယဘက်ကတင်းစီလိုက်တာဟာဒီစစ်ပွဲကိုစတင်မှုမိစားဖြစ်ခဲ့ပါတယ်။လောင်မင်းတရားကြီးဟာစစ်ရေးပါရမီရှင်တဦးပါ။သူဟာရန်သူတွေစောင့်ကြုံနေတဲ့တံလီမြေကျောင်းတန်းဟောင်းကနေမတော်ပဲတောင်ဘက်ကမ်းရိုးတန်းတိုင်းဆင်းဖို့ဆုံးဖြတ်လိုက်ပါတယ်။သူတို့ငါတို့ကိုမြောက်ဘက်ကလာမယ်ပဲထင်ကြလိမ့်မယ်။ငါတို့ကတောင်ဘက်ကနေပတ်ပြီးသူတို့ရဲ့အသက်သွေးကြောစိတ်ကန်းတွေကိုရင်ဖြတ်မယ်။မြန်မာစစ်တီတော်တွေဟာမုဒ္ဓမတဝဲနဲ့မြင့်မြို့တွေကိုလက်တပြတ်တိုက်ခတ်တင်ပတ်လိုက်ပါတယ်။အယုဒ္ဓယဘုရင်နဲ့စစ်သူကြီးတွေဟာမြန်မာတပ်တွေတောင်ဘက်ကနေဒီလောက်မြန်တက်လာလိမ့်မယ်လို့အိမ်မက်တော်မမှတ်ခဲ့ကြပါဘူး။တိုက်ပွဲထိုင်ပြင်းထန်တာကဘာဝတရားကြီးပါ။မြင်မာတဲ့တနင်္လာရီတောင်တန်းကြီးကိုစေနေမြင်းနေနဲ့ဖျက်ကျော်ရတာဟာအလွန်ပင်ပန်းလာပါတယ်။ဒါပေမဲ့ဥအောင်စရာရဲ့ဇွဲကြောင့်စစ်တီတွေဟာမငြင်းမညူပဲရှေ့ဆက်ခဲ့ကြပါတယ်။အယုဒ္ဓယရဲ့မျိုးရံနေဖြစ်တဲ့ကွေးဘိုရီနဲ့ဘက်ပူလီတို့ဟာတာရှင်ပကံပဲပြိုလဲသွားပါတယ်။လောင်မင်းတရားကြီးရဲ့နာမည်ဟာအယုဒ္ဓယနန်းတော်တီကြောက်ရွံ့တော်လုံးစရာသတင်းစကားဖြင့်ပြန့်နှံ့သွားပါတော့တယ်။1960ပြည့်နှစ်ဧပြီလနယူးကာလမှာတော့လောင်မင်းတရားကြီးရဲ့တပ်မတော်ကြီးဟာအယုဒ္ဓယမြို့တော်ရဲ့ရွှေရောင်ဝင်းနေတဲ့ဘုရားစီကြီးကိုလမ်းမြင်နေရတဲ့အကွာဝေးကိုရောက်ရှိလာပါတယ်။မြို့တော်ကိုဝန်းရံထားစဉ်မှာလောင်မင်းတရားကြီးကိုယ်တိုင်မြောက်သက်ကိုကြီးကြပ်ပြီးပြစ်ခတ်ဖို့ပြင်ဆင်ပါတယ်။ဒါပေမဲ့ကံကြမ္မာကမျက်နှာလွဲခဲ့ပါတယ်။အမြောက်တော်တစ်ခုပောက်ကွဲရာကနေရရှိခဲ့တဲ့ဒဏ်ရာဒါမှမဟုတ်ပြင်းထန်တဲ့ဖျားယောဂကြောင့်မင်းတရားကြီးရဲ့ကျန်းမာရေးဟာရုတ်တရက်ဆိုးရွားသွားခဲ့ပါတယ်။အယုဒ္ဓယမြို့ရိုးကြီးဟာမြန်မာတပ်မတော်ရဲ့ဝိုင်းရံပိတ်ဆို့မှုကိုခံနေရပါတယ်။ကုန်းမောင်မင်းဆက်ကိုတီထောင်ခဲ့သူအောင်နိုင်သူလောင်မင်းတရားကြီးဟာမြို့တကားဝထိရောက်နေပြီဖြစ်ပေမဲ့ကံကြမ္မာကသူ့ကိုမျက်နှာတာမပေးခဲ့ပါဘူး။နေမင်းကြီးတစ်ဖွဲ့တောက်ပခဲ့တဲ့လောင်မင်းတရားကြီးဟာတရက်အနာယောဂနဲ့အပြင်းအထန်နာမကျန်းဖြစ်လာပါတယ်။အောင်ပွဲဟာလက်တကန်းလိုမှတင်တက်ဆုပ်ဖို့ဆုံးဖြတ်ခဲ့ရပါတယ်။မြန်မာပြည်ပြန်လန်ကီမှာမော်ဒမတော်တစ်ခုတွင်းမှာတပ်စခန်းချထားခဲ့ပါတယ်။သူဟာသူ့ရဲ့တပ်သားတွေကိုမြန်မာပြည်ကိုပြန်ရောက်စေခြင်းနဲ့စိတ်ဆန္ဒရှိခဲ့ပါတယ်။အလောင်းမင်းတရားရဲ့တပ်ရှူတန်းတွေဟာပြင်းထန်ပြီးအားနည်းနေခဲ့ပါပြီ။ဘေးနားမှာခါစားနေတဲ့တားတော်မြေတူးမင်းသားစိတ်ပြည့်ရှရာဖခင်မြေတူရဲ့နောက်ဆုံးစကားကိုနားထောင်ဖို့ခေါင်းငုံငုံလိုက်ပါတယ်။အလောင်းမင်းတရားကြီးဟာနာကျင်မှုတွေကြားကနေရုတ်တရက်ရှိရာရှေ့ဘက်ကောင်းကင်ကိုစိုက်ကြည့်ရင်အခုလိုမိတ်ကြားလက်တွေလိုဆိုပါတယ်။ငါရဲ့တကူအရှင်ဝါကိုအန်တူးတဲ့ဒီမြေငါရဲ့အောင်လန်တွေကိုမဦးညွတ်တဲ့ဒီမြို့နောက်တစ်ချိန်ငါရဲ့တားမြေတွေလက်ထဲမှာပြာပုံအတိဖြစ်စေရမယ်။တန်တိုင်းပြည်ရလောင်မင်းတရားကြီးဟာဒေါ်ရဟုံနဲ့ဆက်ပြီးကျိန်ဆိုခဲ့ပါသေးတယ်။ငါမပိုင်ရတဲ့ဒီမြို့ကြီးဟာဘယ်တော့မှငါရဲ့ရတနာကိုမြေလောက်မသားရစေနဲ့ဒီမြေပေါ်မှာနန်းဆက်တဲ့မင်းဆက်ဆက်ဟာစိ
စိတ်အေးချမ်းမှုမရှိစေနဲ့ဒီစကားတဲ့နေရာလေထဲမှာပဲ့တင်ထားသွားပြီးထိုညကတော့တစ်ခုလုံးလေပြင်းနဲ့တိုက်ခတ်ခဲ့တယ်လို့ဆိုကြပါတယ်အလောင်းမင်းတရားကြီးဟာထိုခရီးမှာတည်နဲ့ရန်ဆန်ခဲ့ပေမဲ့သူခြံထားခဲ့တဲ့ညိုးသေးကတော့ဒီမြေပေါ်မှာကျန်ရိတ်ခဲ့ပါတယ်ဒီချိန်သားတွေကတော့တကယ်ဖြစ်ခဲ့သလားတမိုင်းကတော့တိုက်ဆိုင်မှုတစ်ခုကိုပြနေပါတယ်အလောင်းမင်းတရားကြီးနဲ့ရန်စွာပြီး9နှစ်ကြာ1969ခုနှစ်မှာသူ့ရဲ့သားတော်ဆင်ဖြူရှင်မင်းဟာအယုဒ္ဓယကိုပြည်တိုင်သိမ်းပိုက်နိုင်ခဲ့ပါတယ်။ထိုအချိန်ကယုဒ္ဓယမြို့ကြီးဟာတကယ်ပဲမြို့ဟုတ်တော့ပြီးပြာပုံအထိဖြစ်သွားခဲ့ရပါတယ်1965ခုနှစ်မှာစင်ဖြူရှင်မင်းဟာဖခင်မြတ်သူလောင်မင်းတရားကြီးမပြီးဆုံးသေးတဲ့ဆန္ဒကိုဖြည့်ဆည်းဖို့အတွက်မြမတပ်မတော်ကြီးကိုစစ်ကြောင်းတစ်ကြောင်းခွဲပြီးဆေလွတ်ခဲ့ပါတယ်။စင်ဖြူရှင်မင်းဟာအယုဒ္ဓယကိုတစ်ဖက်တည်းရမတိုက်ပဲမြောက်ဘက်နဲ့တောင်ဘက်ကနေဝိုင်းတိုက်တဲ့ဗျူဟာကိုတုံးခဲ့ပါတယ်။နေမျိုးတီဟာပတိဦးဆောင်တဲ့မြောက်ပိုင်းတပ်ကလာအိုနဲ့ဇင်းမယ်ကနေဆင်းလာပါတယ်။မဟာနောရထာဦးဆောင်တဲ့တောင်ဘက်တပ်ကတဝဲကနေဝင်တက်လာပါတယ်။ဒီစစ်ကြောင်းတစ်ခုဟာအယုဒ္ဓယမြို့တော်ရှိမှစုံပြီးတဲ့အခါယိုဒယာတို့အတွက်ထွက်ပေါက်မရှိတော့ပါဘူး။ယိုဒယာတို့ရဲ့အကူတကြီးခန်းစစ်ကမိုးရသည်ဖြစ်ပါတယ်။မိုးတွင်းရောက်ရင်ယိုဒယာမြို့ပတ်လည်မှာရေတွေကြီးလာပြီးကျူးကျော်သူတွေဟာဖျားနာပြီးတက်ဆုပ်သွားရစမြင်ဖြစ်ပါတယ်။ဒါပေမဲ့ဆင်ဖြူရှင်မင်းရဲ့တပ်မှုတွေကထူးခြားတဲ့ဗျူဟာကိုတုံးခဲ့ပါတယ်။ရေကြီးလာတဲ့အခါတက်မဆုပ်ပဲကုန်းမြစ်တွေပေါ်မှာစခန်းချခဲ့ပါတယ်။ဒေသများကိုခိုင်မာတည်ဆောက်ပြီးရေပေါ်မှာတင်စစ်တိုက်ခဲ့ပါတယ်ယိုဒယာတို့ရဲ့ရက်ခံလမ်းကြောင်းကိုကုန်ဖြတ်တော့ပြီးမြို့ကိုငတ်ထားတဲ့ဗျူဟာကိုကျင့်သုံးခဲ့ကြတယ်လို့ဆိုပါတယ်1969ခုနှစ်ဧပြီလ9ရက်မြမတပ်သားတွေဟာမြို့ရိုးအောက်ကိုမြောက်လိုင်းကူတွေတူးခဲ့ပါတယ်မြို့ရိုးတန်တွေကိုထောက်တံနေနဲ့ထိန်းထားပြီးအောက်ကနေကောက်ရိုးတွေမိစားတွေနဲ့မိရှို့လိုက်ပါတယ်ထောက်တံတွေမီးလောင်ပြီးကျိုးကျသွားတဲ့အခါခိုင်ခန့်လာပါတယ်ဆိုတဲ့ယိုဒယာမြို့ရိုးကြီးဟာဟာကြီးပွင့်ထွက်သွားပါတော့တယ်ထိုအချိန်မှာပဲမြမတပ်တွေဟာမြို့ထဲကိုလုံရင်းနဲ့ဝင်ရောက်ပြီးအယုဒ္ဓယရဲ့ရှေးအောင်လွမ်းတဲ့ခေတ်ကြီးကိုဆုံးသက်စေခဲ့ပါတယ်ဆင်ဖြူရှင်မင်းရဲ့ဒီဗျူဟာတွေဟာအင်မတန်ပြောင်မြောက်လာပါတယ်ဒါပေမဲ့တစ်ဖက်မှာလည်းဒီဆိုပဲကြောင့်အယုဒ္ဓယရဲ့နင်းပြန်နဲ့ယူကျေးမှုမွေးနေ့တွေအများကြီးဆုံးရှုံးခဲ့ရပါတယ်ဒါဟာဖခင်မြတ်သူလောင်မင်းတရားကြီးရဲ့ပြာပုံအတိဖြစ်စေရမယ်ဆိုတဲ့ကျင်းစာကိုတားတော်ကလက်တွေ့အကောင့်ထဲပေါ်လာခြင်းပဲဖြစ်ပါတယ်အယုဒ္ဓယပျက်စီးသွားပြီးတဲ့နောက်မှာယိုဒယာထိုင်းတွေကလက်မလျှော့ပဲအာဇာနည်မင်းကြီးတပ်ဆင်ရဲ့ဦးဆောင်မှုနဲ့ဘန်ကောက်မှာနိုင်ငံတော်တစ်ကိုပြန်လည်ထူထောင်ခဲ့တာပဲဖြစ်ပါတယ်ဒီဗီဒီယိုလေးကတော့ဒီလောက်ပါပဲခင်ဗျာကျွန်တော်အခုတင်ဆက်ပေးခဲ့တဲ့အထဲမှာအကြောင်းအရာမှားယွင်းတာဒါမှမဟုတ်မပြည့်စုံတာတွေရှိခဲ့ရင်လည်းအားလုံးကိုတောင်းပန်ပါတယ်ခင်ဗျာဒီဗီဒီယိုလေးကိုကြိုက်နေတဲ့ဆိုရင် share ပေးတော့ကြပါဦးခင်ဗျာကြည့်ရှုပေးကြတဲ့တယောက်ချင်းစီကိုလည်းကျေးဇူးတင်ပါတယ်ခင်ဗျာကျွန်တော်ကတော့ရာသာပဲဖြစ်ပါတယ်ခင်ဗျာ